Mr. Beast ကနာမည်ကြီး YouTuber တယောက်ဖြစ်လူသိများပေမဲ့သူ့ရဲ့အောင်မြင်မှုနောက်ွယ်မှာကြောက်စရာကောင်းတဲ့စနစ်တစ်ခုရှိနေပါတယ်။ဒီအကြောင်းအရာကအင်တာနက်ပေါ်ကဖန်တီးသူတွေနဲ့စားသုံးသူတွေအားလုံးအတွက်စဉ်းစားစရာဖြစ်ပါလိမ့်မယ်။ Moonlock လို့ခေါ်တဲ့ဒီစနစ်ကကျွန်တော်တို့ကိုဘာတွေသတိပေးနေတာလဲဆိုတာနောက်ပိုင်းမှာသိလာရပါလိမ့်မယ်။မိဘတွေကသူတို့ရဲ့ကလေးတွေ YouTuber ဖြစ်မှာကိုစိုးရိမ်ပေမဲ့ Mr. Beast ကတော့သူတို့ထင်ထားသလိုမဟုတ်ပါဘူး။သူကစင်ဟဲသားတွေအတွက်ကြောင်းဆောက်ပြီးအင်ချေမဲတွေကိုအင်ဆောက်ပြီးမျက်မမြင်တွေကိုအလင်းရောင်ပေးပြီးနားမကြားသူတွေကိုလည်းကြားအောင်ကူညီပေးပါတယ်။ဒါပေမဲ့သူ့ရဲ့အောင်မြင်မှုတွေနောက်ွယ်မှာအင်တာနက်ရဲ့စားသုံးမှုနဲ့မြင့်တင်မှုစနစ်ဆိုတစ်ခုရှိနေတယ်လို့ယူဆရပါတယ်။ဒီစနစ်ကကျွန်တော်တို့ရဲ့လူသားဆန်မှုကိုကြီးထွားမှုအမျက်အစွန်းနဲ့အာဏာထွက်လဲစေဖို့တွန်းအားပေးပါတယ်။ YouTube ဟာအကြောင်းအရာဖန်တီးမှုကိုဒီမိုကရေစီနည်းကျလုပ်မယ်လို့ကတိပြုခဲ့ပေမဲ့နောက်ပိုင်းမှာစက်မှုလုပ်ငန်းအဖြစ်ပြောင်းလဲပြစ်ခဲ့ပါတယ်။ပရိသတ်တွေရဲ့အချိန်အတွေးအာယုံဆိုင်မှုနဲ့ data တွေကိုရင်းမြစ်တွေအဖြစ်တူးဖော်ပြီးငွေရှာကြပါတယ်။ Mr. Beast ကဒီစနစ်ကိုဘယ်လိုများနားလည်ပြီးအသုံးချခဲ့တာပါလဲ။ Mr. Beast ဟာ YouTube ရဲ့ algorithm ကိုနားလည်ခဲ့ပါတယ်။ Moonlock ကအရာ၃မျိုးကိုတတိပေးခဲ့ရမှာပထမဆုံးတစ်ခုကတော့စားသုံးမှုခဲ့ပါတယ်။နှကောင်းတဲ့အကြောင်းအရာတွေကအောင်မြင်မှုအမြင့်ဆုံးဆိုတာရှိပေမဲ့ရရောမှုကတော့ကန့်သက်ချက်မရှိပါဘူး။ဒါကြောင့်သူကရရောမှုကိုအဓိကထားပြီးမြှင့်တင်ခဲ့ပါတယ်။ Beast Industries ဟာအမေရိကန်ဒေါ်လာ9ဘီလီယံတန်ဖိုးရှိပြီးမကြသေးမီကယင်းနှိမ့်မြှုပ်နှံမှုအမေရိကန်ဒေါ်လာတန်း100ရရှိခဲ့ပါတယ်။ဒါဆိုသူ့ရဲ့ရရောမှုကတကယ်ပဲပရာဟိတလုပ်ငန်းစစ်ဖြစ်ရလား Mr. Beast ရဲ့ဗီဒီယိုတွေထဲကရက်ရောမှုကစစ်မှန်တဲ့ပရာဟိတမဟုတ်ပဲလူသားတွေရဲ့စိတ်ခံစားမှုတွေကိုအသုံးချဖို့ကိရိယာတစ်ခုဖြစ်ပါတယ်။ဒါကထိရှုသူတွေကိုဆွဲဆောင်ဖို့ကြော်ညာရောင်းအားတိုးမြင့်ဖို့ပုံရိပ်ကောင်းစေဖို့နဲ့ channel ကြီးထွားဖို့အတွက်အသုံးဝင်ပါတယ်။ပုဂ္ဂလိကယင်းနှိမြုံနွမ်းတွေကပရာဟိတလုပ်ငန်းတွေမှာယင်းနှိမြုံနွမ်းလေမရှိပဲအမျက်အစွန်းကိုသာလိုလားကြပါတယ်။ဒါကြောင့်သူ့ရဲ့ရရောမှုကယင်းနှိမြုံနွမ်းလေအတွက်ဘလောက်တန်ဖိုးရှိသလဲဆိုတဲ့မေးခွန်းပေါ်လာကြတယ်။ရရောမှုကစနစ်ရဲ့အစိပ်ပိုင်းတစ်ခုခစ်လာတဲ့အခါဘာတွေဆက်ဖြစ်လာနိုင်တယ်လဲ Mr. Beast ရှာဖွေတွေ့ရှိခဲ့တဲ့ဒုတိယအချက်ကတော့ပြကွက်ပါပဲ။သူဟာ YouTubers တယောက်တည်းမကပဲပြပွဲစီစဉ်သူစွမ်းရည်ပြသူတယောက်လည်းဖြစ်ပါတယ်။ပြင်းစရာကောင်းတဲ့အကြောင်းအရာတွေကိုတောင်စိတ်ဝင်စားစရာကောင်းတဲ့မြင်ကွင်းတွေအဖြစ်ပြောင်းလဲပြစ်နိုင်ပါတယ်။သူ့ရဲ့တမ်လေးတွေဆိုတခုကိုအမေရိကန်ဒေါ်လာ1000ကျော်ကုန်ကြပြီးလူစိတ်ပညာကိုပါလေ့လာထားတယ်လို့ဆိုပါတယ်။စက်ယုံတယုံကအိမ်တလုံးကိုဂရိန်းနဲ့ချတာမျိုးတီးဝိုင်းတွေလူရွှင်တော်တွေငှားတာမျိုးလုပ်ပြီးကြီးစုသူတွေရဲ့စိတ်ခံစားမှုတွေကိုလှုံ့ဆော်ပါတယ်။ဒီလိုစိတ်ခံစားမှုတွေကိုလှုံ့ဆော်တဲ့ပုံစံကဘလို့အကျိုးသက်ရောက်မှုတွေရှိနိုင်မလဲ။သူ့ရဲ့ဗီဒီယိုတွေရဲ့အဆုံးမှာအမေရိကန်ပျော်ရွှင်စရာကောင်းတဲ့အခြေအနေတွေနဲ့ပြီးဆုံးလေရှိပါတယ်။ဒီလိုအလွန်ကြံပြူတဘောဆောင်မှုကသူ့ပရိသတ်အများဆုံးဖြစ်တဲ့ကလေးငယ်တွေကိုပါဆွဲဆောင်ပါတယ်။သူကဘယ်တော့မှမကောင်းတဲ့စကားမပြောသလိုနိုင်ငံရေးပက်လိုက်မှုလည်းမပြပဲသူ့ကိုကလေးမိဘတွေကစိတ်ချယုံကြည်အောင်လှုပ်ဆောင်ပါတယ်။ဒါပေမဲ့သူ့ရဲ့တောက်ပတဲ့အပြုံးတွေကအဓိပ္ပာယ်မဲ့ပြီးမျက်လုံးတွေကတော့ပျော်ရွှင်မှုမရှိဘူးလို့တောင်တချို့ကသတိထားမိခဲ့ကြပါတယ်။ဒီလိုအပြုတဘောဆောင်မှုအတုတွေနဲ့ဖုံးကွယ်ထားတဲ့အောင်မြင်မှုကဘယ်အထိရောက်နိုင်ပါလဲ။ Mr. Beast ရဲ့နောက်ဆုံးရှာဖွေတွေ့ရှိမှုကတော့အတိုင်းအဆမဲ့တိုးချဲ့မှုပါပဲသူ့ရဲ့ဗီဒီယိုတွေကိုဘာသာစကားမျိုးစုံနဲ့ကဘာတဝဲမှာကြည့်ရှုနိုင်အောင်ဖန်တီးခဲ့ပါတယ်ရင်ချင်းမှုနဲ့မသက်ဆိုင်တဲ့ရိုးရှိတဲ့ဇလန်းတွေကြောင့်ကလေးငယ်တွေပါနားလည်အထိပျော်ရွှင်ကြပါတယ်ဒီရရောမှုပြကွာအပြူတဘောဆောင်မှုနဲ့အတိုင်းအဆမဲ့တိုးချဲ့မှုစနစ်ကမကြီးထွားရင်သေလိမ့်မယ်ဆိုတဲ့အယူအဆကိုဖြစ်ပေါ်စေခဲ့ပါတယ်ဒီလိုအစုံမဲ့မြင့်တင်မှုကဖန်တီးသူတွေကိုဘလို့များပြောင်းလဲပစ်နေတာပါလေ Mr. Beast ရဲ့အောင်မြင်မှုကငါဒီလိုအလွန်အကျွမ်းလောက်ခဲ့တယ်ဆိုတဲ့ဗီဒီယိုတွေအများကြီးပေါ်ပေါက်လာစေခဲ့တယ်။ Jack Doherty လိုဖန်တီးသူမျိုးဒီကအန်ဒီရဲ့မရှိတဲ့နောက်ပြောင်မှုတွေကနေအသက်အန်ဒီရဲ့ရှိတဲ့ပြကွက်တဲ့အထိတိုးမြင့်လာကြတယ်။ Nicotado Avocado ဆိုရင်တလွတ်သမားကနေကျောင်းမရေးကိုပါပေးဆက်ပြီးအလွန်အကျွမ်းစားပြတဲ့မုတ်ပန်းဖန်တီးသူဖြစ်လာခဲ့တယ်။ AI နည်းပညာတွေပေါ်လာတော့ဒီမြင့်တင်းမှုစနစ်ကိုပိုပြီးမီးထိုးပေးလိုက်တယ်လို့ဖြစ်ခဲ့တယ်။ဒီစနစ်ရဲ့အကျိုးဆက်တွေကဘယ်သူတွေကိုထိခိုက်စေတာလဲ Moonlock ရဲ့စနစ်ကသူကျွေးမွေးတဲ့အရာကိုပြန်လည်စားသုံးပါတယ်။ Mr. Beast ကိုယ်တိုင်ဟာလည်းပထမဆုံးပေးဆက်ရသူဖြစ်ခဲ့ပါတယ်။သူဟာငယ်စဉ်ဘဝကျောင်းပညာရေးလူမှုဘဝတွေကိုစွန့်လွတ်ပြီး algorithm ကိုလေ့လာခဲ့ပါတယ်။သူ့ရဲ့ဗီဒီယိုတွေကပါဝင်သူတွေဟာလည်းပတ်စံအတွက်သူတို့ရဲ့ဂုဏ်သိက္ခာကိုစွန့်လွတ်ပြီးဖျော်ဖြေရေးပစ္စည်းတွေဖြစ်လာခဲ့ကြပါတယ်
သူ့ရဲ့ထုတ်လုပ်ရေးအဖွဲ့သားတွေလည်းနမဲဆူးထွက်နေတဲ့အခြေအနေတွေမှာအလုတ်လုတ်ခဲ့ရတယ်လို့ပြောကြပါတယ်ဒီလိုပြီးဆက်မှုတွေနဲ့တီးဆောက်ထားတဲ့စနစ်ကြီးကဘေးကူဥတီနေတာပါလေ Mr. Beast ဟာ YouTube လောကကိုအောင်နိုင်ခဲ့ပေမဲ့မိုးလော့လိုဖြစ်လာခဲ့ပါပြီမိုးလော့ကလူတွေရဲ့အာယုံဆိုင်မှုကိုလိုချင်ခဲ့တာပါ2024မှာသူဟာသမရလောင်းအဖြစ်ဝင်ရောက်ရှင်ပြရင်ဘလို့ဖြစ်လာမလဲဆိုတဲ့ Twitter စာတစ်စောင်တင်ခဲ့ပါတယ်သူ့ရဲ့လက်ဆောင်ပေးခြင်းနဲ့ပရာဟိတကိုအကောင်းဆုံးအသုံးချတဲ့နီလန်းတွေဟာမဲတွေကိုရိတ်သိမ်းဖို့လည်းအသုံးပြုနိုင်တယ်လို့ဆိုပါတယ်ဒီလိုစနစ်တွေရဲ့နောက်ွယ်ကပိုမိုနက်နေတဲ့အကြောင်းအရာတွေကိုနားလည်ဖို့အတွက်ဒီလိုပုံစံမျိုးတွေကိုဆက်လက်လေ့လာဖို့လိုအပ်ပါတယ်